လိုက်ရပဲမှလွှင့်လို့မရဘူး TikTok မှာလည်းမရဘူးဒီဘက်မှာတစ်ချက်ဆိုးပေါ်လာအားကြောင့်ကြိုက်လို့ပေါ့အဲ့တော့ခဏတော့တရားမှာ90လောက်မှန်းလို့ခဏမှဖြည့်လိုက်တယ်ပေါ့နော်ဖြည့်ထားရပေါ့နော်တထိုးမဲ့ခဏတစ်ဆိုင်ကိုတီးရမြင်လာတော့အရှင်းပြရအောင်နော်ကလန်နာနဲ့မဟုတ်တော့ဒါဖုန်းထဲမှာအဲ့ဒီလောက်လာဆိုတော့ကိုညှိလိုက်လို့မရဘူးဖုန်းကတီးတော့ကလန်နာကြီးလိုက်ဆွဲပြနေရှုပ်တယ်တူနဲ့လို့ရင်အနီးကပ်ကိုပြပြမယ်ဒီကနေ့အဝေးရလည်းရှိတယ်အနီးရလည်းရှိတယ်ပေါ့နော်မွေးကနန်းလည်းရှိတယ်အဲကြောင့်မလို့ချက်ထမှာ2ရက်နေမှဆိုတော့ဝေးပါတယ်ဒါပေမဲ့ line ဟိုမှာတင်မှာဆိုတော့ဘယ်ထူးပေါ့ထူးကြပေါ့နှစ်ကွက်ပေးမယ်တစ်ခွက်ကတော့ဆိုင်မပြတော့ဘူးနှစ်ကွက်လုံးကရှယ်အုပ်ွက်တွေပဲနော်ဒါကိုယ်ဆိုင်တဲ့ကိုတော့ကိုအုပ်ွက်ပေါ့နော်ဒီများနဲ့ဒီများဆိုင်နေဆိုရင်ဒီများအုပ်ွက်ရှိတယ်ရှယ်ကတော့တူလက်ထွက်ရှင်ရထွက်ကိုလည်းထွက်ရှင်ရထွက်တဲ့တူရင်တော့ပေါက်မှာMy Julia Saturday, Fenway and Majima, Yodele Pilena, Messi Unyote, Mankile, Put your mesgalore, to get Messi out on it, Bemele, not that dear. So I thought make it and you see the tonight I turn my inside again goodbye me so people with me I tell how to My Julia Saturday, Fenway and Majima,လူရင်းနဲ့တူရှင်တုံးရပြက်ကလေးကိုဒီကရှင်းပြရမှာနော်ဒါဆိုလို့မရှင်းပြလို့ရှိရင်လည်းဒီကနေ့ကြီးနဲ့ရှာပြီးလိုက်လို့ဆိုရင်ဒီကနေ့တစ်ခွက်ကိုရေးပြီးလိုက်လို့ဆိုရင်ရှေ့ကကြိုက်တယ်ရှေ့မကြိုက်ဘူးအဲ့လိုပေါ့ဒါတော့ဒီကလေးအရင်တော့ဓာတ်ပုံတွေပဲဒီစာလေးနဲ့ရေးပြီးတော့တင်ပေးတယ်ပေါ့နော်အဲ့မဲ့အလိုလေးရှော်ရှော်ကြီးဖြစ်တာအခုချင်းကြီးတော့ကောင်းကောင်းမတဲ့ဘူးအဲ့နှစ်တိကူမှာထိုးကြီးရဲ့ပြန်ကာမိမိကိုတစ်နှစ်လုံးထိုးထားရပဲပြန်ရအမြတ်ပဲရပေါ့နော်အဲ့ဒီဖြစ်အောင်နှစ်ခွက်တော့ပြီးမယ်တစ်ခွက်ကတော့ရှင်းပြတယ်တစ်ခွက်ကတော့ရှင်းမပြတော့တစ်ခွက်ရှင်းမပြဘူးဆိုတာကျွန်တော်အကူရဲ့ခဏကလေးနာစိုက်ပဲနော်သူလည်းသူစိုက်နေရတော့သူအောက်ကွက်ထုတ်ထား
ခုဝိုင်းဒီတုံညာ3ခွင်ရယ်ဒီတုံညာ9ခွင်ဝိရကြီးဒီမှာဖြည့်ထားတဲ့24ချိန်ကိုဘယ်နှမ်းမှာဖြည့်ထားတယ်အဲတုံညာညခွန်တော့ဖုန်းထဲမှာဆိုမဖြည့်ဘူးမရဘူးအဲဆိုတွေ့ရတာကြီးကျယ်ရှုပ်အပြင်မှာဆိုတော့ပေါ်ပင်နဲ့ကလေးနဲ့ချပြတာဆိုတော့ဘာမှမဖြစ်ဘူးဒီတုံညကြောင့်တုံညပါဝါဒီနောက်တွဲနဲ့ရှေ့စီနဲ့9တုံညပါဝါ9လို့ဖြစ်တဲ့အဲ့တုံညကတုံညထိတ်တုံညထိတ်ကြောင့်တုံညထိတ်ရရဆိုဒီအခွတစ်ခွနဲ့ဒီတစ်နောက်ပိနေပေါ်ရင်3အဲ့တုံက3ခါလို့ဝင်တယ်အဲ့တုံကိုဒီတစ်ထိတ်ရယ်3ထိတ်ရယ်ဒီ3လုံးမောင်းရင်ခွန်အဲ့ခွန်ကနောက်ပိခွန်ခွခွန်ပေါ့နော်အကုန်လုံးတော့လိုက်ရှင်းပြစကားတော့ပြောပါပေါ့နော်ပြီးရင်စုံညီမလည်းစုံဒီထဲမှာရှက်တာဆိုတော့ပေးမော်တွေဝင်ဖြစ်ကုန်တချို့ရတယ်ကြည်ရရှုပ်တယ်ပေါ့နော်ပြီးရင်အဲ့ဒီတုံညာလို့ဖြစ်ပြီးတော့ငါးဘဝတုံညာပြီးလို့ရှိရင်ဒီတစ်နဲ့ဒီတစ်ထိန်နဲ့ဒီတုံးထိန်နဲ့ပေါင်းရင်4အဲ့4ကြောင့်ဒီတစ်ပိတ်နဲ့ဒီရှေ့ပေါင်းနဲ့ပေါင်းရင်4လုံးပေါင်း4ပေါ့နော်အဲ့လိုလေးရှင်းပြမယ်ဘာဖြစ်လဲဆိုတန်းဒီမှာနောက်တစ်ဆက်ဆွဲနေထက်ရှုပ်ပြနေပြီရှိရင်ဟိုဖြစ်ကုန်မှာကြောက်အဲ့တော့3ခါလည်း2ရှက်ရှုပ်3ညခါလည်း3ညထိတ်ကလည်း2ရှက်ရှုပ်ခွန်ကလည်း2ရှက်ရှုပ်ပေါ့နော်အဲ့ဒါအတိုင်းပဲရှင်းလေးပြလိုက်ဒီကြတုံကြဒုတိယတုံည9ခွန်ဒီတုံညထိတ်အဲ့တုံညခါအဲ့တုံညခါလည်းဒီနောက်ပေါင်းနဲ့ဒီပေါင်းနဲ့9ဖြစ်တော့အဲ့9ပေါင်းကအောက်မှာတုံညထိတ်ဒီတုံညအခါဒီတုံညထိတ်တုံညထိတ်လို့ဖြစ်လိုက်တဲ့နေ့ပြည့်ကောင်းပေါ်ကတပင်ကျော်တော့ကောင်းပေါ်တော့မဟုတ်ဘူးဒီဆွဲထားတဲ့အရင်ပြင်လိုက်မယ်အဲ့ခွန်းနဲ့ဒီကူနောက်ပဲနေစင်ကူ3လုံးပေါင်းရင်ကူအဲ့ကူက9ခါလို့ဖြစ်လိုက်တဲ့နေ့ကူခါလို့ဖြစ်လိုက်တဲ့နေ့ဒီကောင်းပေါ်ကအယောင်ကပြောရခဲ့ကူခါလို့ဖြစ်တဲ့ဒီနှလုံးပေါင်းဒီ9ထိတ်နှလုံးဒီ8အဲ့နှလုံးပေါင်း8ကြောင့်ဒီ3လုံးပေါင်း8အဲ့3လုံးပေါင်း8လို့ပြီးရတယ်အဲ့ဒီ9ထိတ်နဲ့ဒီ9ခါနဲ့ပေါင်းခွန်အဲ့ခွန်နောက်ပဲခွာခွန်ပေါ့နော်နှစ်ခါခွာပေါ့ဒီတညာခါတော့ဒီ3လုံးပေါင်း9ဒီနောက်တွဲနဲ့ဒီချစ်ထိတ်နဲ့ပေါင်းရင်9အဲ့9ကြောင့်9ဘောက3ညလို့ဖြစ်ဒီနှလုံးပေါင်း30ရဲ့3ညထိတ်အဲ့3ညခါ3ညထိတ်လို့ရဲလိုက်တယ်စောလိုဒီအခွဒီနှစ်ခွနဲ့ဒီ3နောက်ပဲနေပေါင်းရင်ခွန်အဲ့ခွန်ကခွန်ခါအကြောင်းမသိရကြကြီးပါတယ်ခွန်ခါလို့ပြန်နေအဲ့ခွန်ကိုဒီနှလုံးပေါင်းဒီ30အဲ့30ကြောင့်ဒီ3ပိတ်နဲ့ဒီခွရှီပေါင်းနဲ့ရှီရွေးနဲ့ပေါင်းရင်3ညလို့ရိုက်3ညလို့ရိုက်ပြန်နေစောလေဒီနှစ်ထိတ်နဲ့ဒီ8ထိတ်နဲ့ဒီအလဲနဲ့ပေါင်းခွန်3လုံးပေါင်းခွန်အဲ့ခွန်ကခွန်နောက်ပဲခွခွန်အဲ့3ညခွန်ကောင်းပါရင်တော့ site တွေကတော့အကုန်လုံးလိုက်ဆွဲပြနေရှုပ်ဖို့မကြောက်တုံညခွန်တော့အဲ့လိုရှိတယ်ပြီးလို့ရှိရင်ဒီတုံညခွန်ပြောချင်တာတော့တော့အကြိုက်ကတော့တုံညထိတ်ခွန်ခါကိုကြိုက်တာရှိနောက်က CD ဆွဲလို့ရတယ်ကဏ္ဍတွေတော့အများကြီးမပြနဲ့အများကြီးပြနေယူတော့အများကြီးရတယ်ကဏ္ဍတွေအများကြီးထုတ်မှကြတော့
တုံညာထိတ်ခွန်ခါကြိုက်တယ်အကြိုက်ဆုံးပေါ့နော်အမောလွယ်ကွက်မှန်ကွက်တူးမယ်ဆိုတော့တုံညာခွန်ခေါ်ပေါ့တူနောက်တစ်ခွက်အနေနဲ့ကတော့ရှောက်လေးခွန်ကောင်းပါလေခွန်တော့ပိတ်လေစိုက်တယ်အများကြီးပြတော့ဒါပေမဲ့အလုပ်ရှင်းမပြဗီဒီယိုဖိုင်ရှိနေတင်ရခဲ့တယ်ဒီကြောင့်အကြောင်းမလို့အပူခွာကြိုက်တာကိုကတော့ပူခွာပဲကြိုက်တယ်တဲ့ကနေ့တော့အများကြီးပေါ့စိုက်တယ်တော့အများကြီးအပူခွာဆိုပေမဲ့ဒါပေမဲ့ဒီအပူခွာတွေမှာဒီတုံညာခွန်တစ်ခွက်ပဲကြိုက်တယ်ဒါတော့ရှောက်လေးခွန်နဲ့တုံညာခွန်အစဉ်ပြေထိုးပေါ့နော်ကြိုင်နေတူဘယ်လိုရောလဲဆိုတော့အဲ့လိုပေါ့ကြိုင်ရှင်းတူရင်တော့ထိုး077အောင်မင်းမစီပြီးမယ်ပါအားလုံးပေါ့စီရှင်မြန်မာပြည်သားတွေထိုင်းနိုင်ငံမှာရောက်ကိုလည်းထိုင်းနိုင်ငံမှာရောက်တယ်ရှေးပေါက်မလားတို့တစ်လုံးလွှဲလိုက်နှလုံးလွှဲလိုက်လေဖြစ်ပတ်လေဖြစ်လိုက်တွတ်ဖြစ်လိုက်ဒီခါတော့ဒီကြိုင်ရတယ်ပဲဒီရမယ်လို့ထင်တာဒီမှာ69ဒီနှစ်ခွက်သို့အမခံအဲ့လိုပြောလိုက်ရင်ရှင်းတဲ့နေလိုက်လင်းလို့မရဘူးဆိုတော့အံ့ဩလို့မစဘူးဘာဖြစ်လဲမသိအဲ့တော့သူညကုန်းမှာပြီးမှပေါက်ကြပါစီရှင်းထမှာတော့2ရက်နေ့လို့ပြောတယ်ဒါပေမဲ့ထွက်တဲ့ချိန်မထွက်ခင်ထိုးကြအောင်အားလုံးလည်းအဆင်ပြေရမယ်လို့ထင်ပါတယ်ကိုတန်နေသလားပေါ့နော်သူညကုန်းကတော့ဒီကနန်းကတော့30လောက်ပေါ့ကျန်တဲ့နှစ်ကွက်ပဲရှိတာကိုအပူဆိုတော့30ဘူးစီဒီပါပေါ့နော်ဒီရရတော့6ကွက်ကြီးဆိုတော့မအားနေပါနဲ့ရှုပ်ပါတယ်ရှေ့ရထွက်မှတစ်ခွက်သေးဘူးသူညခုံကတော့အပူခွက်ဖြစ်တဲ့အတွက်ကြောင့်ပတ်လေဟုတ်30-20ဘူးထိုးပေါ့သူညခုံတဲ့ကိုတော့ထိုးရှောက်လိုက်မြန်ပြီးငါးဝယ်စီတဲ့ညောက်ပြီးရမဟုတ်တော့တဘောပြောပြတာပောက်ခဲ့ရင်တုံညာခုံမှာခဏကတော့နောက်တစ်ခုပေါင်းညင်းနေရှိတယ်ဒီဗီဒီယိုပဲတင်အပြည့်တင်ရရင်လည်းရမှာမရရင်လည်းမရဘူးအခုတော့မှ10မိနစ်15မိနစ်လောက်ကြာတယ်ဘာဖြစ်လဲဆိုတော့2015ခုနှစ်ကကနန်းနဲ့ဒီနှစ်ကအခုထွက်ပြီးရကနန်း895နဲ့ပေါင်းရင်ပေါ့2015ခုနှစ်က20နဲ့3ကြီးမှာကနန်းတစ်ခွက်ရှိတယ်အကနန်းနဲ့ထိုးပါထိုင်းနိုင်ငံမှာဒီမှာတော့ထိုးမရဘူးပြောတယ်ထိုးပေါ့ထိုးတယ်ဘာဖြစ်လဲနောက်15ချိန်မှာ255ရှိတယ်23ချိန်255နဲ့ဒီ895နဲ့ဝင်ဖိတ်ဆိုတော့ကိုတိုင်ရောကိုယူရတာမှာ895နဲ့ပေါင်းလိုက်ပေါင်းလိုက်ရှင်ဒီလိုပေါင်းလိုက်3ညဆိုတော့ဒီမှာ4ခါဒီမှာ3ညခါ3ည4 3ညပတ်လည်းမထွက်ဘူးလို့ထဲပဲထိုးအဲ့လိုပေါင်းခြင်းလေးတော့ရှိပါတယ်အခုချိန်ကြီးမလာသေးဘူးစိတ်လေးချင်းဝင်ပိတ်လေးဖြစ်ပဲနှစ်ကုန်လေးဖြစ်နေပြီပေါ့နော်ရှင်တော့မလာဘူးပေါ့နော်အဲ့မှာဘာကြောင့်ဘလို့ရှိလဲဆိုရင်ဒီမှာတစ်ချက်ရှိတယ်ရှင်းပြမယ်အဲ့တော့40 3ည4 3ညပေါ့နော်နောက်တော့ဒါပေမဲ့အခုပြီးခဲ့နေရပြီးပေါ့ရဘရိတ်ပါတယ်အခုတော့ဘရိတ်တော့မပါတော့ဘူးပေါ့နော်ဒီနှလုံးပေါင်း9ခါဒီနှလုံးပေါင်း4ခါပေါ့ဒီနှလုံးပေါင်း3ညခါဒီနှလုံးပေါင်း4ခါပေါ့နော်အဲ့ဒါဆိုတော့4ခါဖြစ်မယ်ပေါ့နော်